မင်းအခုဖွဲ့ထားတဲ့ IC တွေကအကုန်လုံး transistor တွေကို kilobyte များစွာဖွဲ့ထားတာမင်းဈေးတဲ့တွေပဲမင်းကြည့်လိုက်90ကုန်သိန်းတယ်အဲ့လိုသိရလား50ဖြစ်နေလို့90ကြီးပဲထားလဲအဲ့မှာ fight တွေကရှိသေးတယ် ဘာတရားရှိသေးတယ် ဒါတော့အခုငါတို့အခုဒီ solar system တွေကိုအင်္ဂါဂျိုပေါ်ရောက်တဲ့အခါကျလို့ရှိရင်ရေဝပါဝါထွက်နေပြီသိလား ပါဝါထွက် ရေပါဝါဖြစ်နေပြီဆိုတဲ့အဲ့မှာမင်း ACDC မလိုတော့ဘူး ပါဖြစ်နေပြီ ဒါပေမဲ့မင်းအအောင်ဒိုင်နိုဆောသားပေါက်တွေရှိရနော်အဲ့ကောင်တွေကဒိုင်နိုဆောသားပေါက်တွေကမင်းအင်္ဂါဂျိုဘောကဒိုင်နိုဆောသားပေါက်တွေကမင်းသူတို့ကဘာတွေးရလဲဆိုတော့သူကအဲ့ဒီကောင်တွေဖွင့်အောင်ပါတဲ့ transistor တွေ register တွေအဲ့ဒါတွေကိုမင်း short တိုက်ပြီးတော့ဒီကောင်တွေကအလုပ်လုပ်တာ short တိုက်ပြီးလုပ်တာ ဒီတော့ငါတို့အခုအင်္ဂါဂျိုဘောငါတို့ရောက်ခဲ့ရင်ဘယ်လိုလုပ်ကြမလဲငါတို့ အင်္ဂါဂျိုစနေရဆိုလို့ရှိရင်မိုးလုံးစက်နဲ့ပဲအုံမရမှာပေါ့အဲ့ဒါဘလို့ရှိဘာပြောတာတဲ့အတိုင်းစက်တောင်နေ ACDC ချင်းတော့ဝုန်းဆိုခြေကောက်ပက်လည်းရတာ ACDC ကျွေးပြီးတော့ရေကွက်ရင်ရ ACDC ကျွေးပြီးတော့လည်းစစ်စားအဲ့ဒါအကောင် အဲ့ကြတော့မင်း solar တွေမိထားလောက်အောင်ပါ ဆိုလာမီတာမလောင်ဘူးပါလို့လားလေပါဗီဒီယို plus ပို့နေပြီးတော့ဒါကို ACDC ကိုနေပြီးတော့ ground မှာ cluster 3000ကိုနေပြီးတော့ပတ်ဆိုစစ်စားနဲ့ကြောင်နေပတ်ဆိုဒီလို ground အကျွေးလို့မရဘူး ground အကျွေးလို့ရှိရင်ငါပတ်မယ်ဂါမနာတွေလုံးမလုံးတော့ဘူး ဒါတွေလုံးတော့ ground အကျွေးရင်ဂါမနာတွေလုံးမလုံးတော့ဘူး လုံးမလို့တော့ဘူး အဲ့တော့ငါပတ်မယ်ငါတို့ဒီက ဟုတ်ပြီရောင်းတဲ့ကျွတ်လိုက်လို့ကမ္ဘာတွေလုံးမလို့တော့ဆိုလို့ရှိရင်ဒါမျိုးတက်စဉ်းစားမယ်လေ flight မှာဟိုကအဲ့ဒါပို့နေပြီးတော့စီဘိုးထောက်ဝင်ပြီးရဲပေါ့ဘယ်မှာရှာလို့မရတော့တဲ့ခါကျတော့မကလေးစီပင်းတော့ ဖင်ခွာစီလိုင်းရတယ်အဲ့ဒါငါပြောရမယ်ငါပတ်မယ်ခုဒီဘာမီမှာဆိုရင်ဖင်ခွာစီလိုင်းရတယ်ငါတို့ဘရိတ်ထုတ်ယူလို့ရတယ် နေရစီတိုင်းဘိုးချုပ်လို့ရတယ် ဖင်ခွာစီကနေဘရိတ်ထုတ်ယူတယ်ဆိုတော့ငါတို့အင်္ဂါဂျိုရောက်တယ်ဆိုလို့ရှိရင်အဲ့မှာဖင်ခွာစီကရှိနိုင်သေးလား 85လောက်ရှိဦးမှာပေါ့ 85လောက်ရှိသေးတယ် 85လောက်ရှိတယ်ဒီကောင်ကဂျိုဘိုင်က90လောက်သုံးသားမှာလေကျွန်တော်တို့15 20နဲ့15 35ဆိုပြီးတော့10နဲ့နဲ့မင်းတို့အကုန်တွေဝါလာလို့မှာပေါ့ ဒါနဲ့ဟို trunk ကိစ္စနည်းနည်းရှင်းပါဦး trunk နဲ့ဟိုကောင်ကပါလဲ ဟုတ်တယ် မြို့တော်ဝင်မွတ်စလင်ကမြို့တော်ဝင်ရွေးခံတယ်လို့သတင်းကြားတယ် မြို့တော်မွတ်စလင်မြို့တော်ရေးခံလို့ကြားတယ်အဲ့သူကခဏတစ်ပြုတ်ဒီငါတကနေမှာပေါ့ဟိုပေါ်လိုလီကိုတာတာရဟိုကပြတရားဖြစ်တယ်ပြီးွားရပါညာဆိုလို့ဆိုလို့ဟိုကပေါ်လာဒီကပေါ်လာဟိုတယောက်ဒီတယောက်ဆိုပြီးတော့ပဲဆိုပြီးတော့အဲ့ဒါမှဆိုတော့အနောက်ကပါနေရှေ့ကပါကြားမှာကွာချက်ကိုနေပြီးတော့ဟိုကအဲ့ဒီကအင်္ဂလန်တီနန်အတွက်ကိုနေပြီးတော့သိတယ်မလား အဲ့ဒီကအင်္ဂလန်ထီနာကိုကာကွယ်ထိန်းသိမ်းနေတာ အင်္ဂလန်ဒီနောက်ကောက်ထိန်းသိမ်းပါဘာလို့မဆိုခုနေနေအပေါ်နဲ့အောက်ကိုနေပြီးတော့ပတ်လေအီရန်ပြပတ်ကနေဆိုရီအာရေဗျအစ္စရေးဒူဘိုင်ပတ်လေအဲ့ဒါကိုအင်ဒါကြီးဟိုအိန္ဒိယဘင်္ဂလားဒေ့ရှ်ပါကစ္စတန်ဆိုတဲ့ကာကျွန်တော်ဆောက်တနာစီကိုပဲသိချာချာသူစိတ်တက်ကိုနေပြီးတော့ဖြစ်နိုင်တယ်မင်းပြောတာဖြစ်နိုင်တယ် ညာဖြစ်တယ် ဒါဆိုရင်ဒီကောင်တွေကိုအကုန်လုံးဒိုင်ယုံနဲ့ထိန်းထားမှာပေါ့အဲ့လိုလား ဒိုင်ဟုတ်တဲ့ကုန်ထိန်းထားမှာဒိုင်ဟုတ်တဲ့ထိန်းထားမှာအခု